ဒီသားပိုက်ကောင်လေးဟာအိမ်ကခွေးကိုအနိုင်ကျင့်တယ်ဧည့်သည်ကိုအကြောင်းမဲ့ဝင်ထိုးတယ်ပိုင်ရှင်ကိုတောင်ရန်မှုရဲတယ်ဒါပေမဲ့သူ့ကိုတကယ်အနိုင်ယူနိုင်တာကတော့သူ့အကိုတယောက်တည်းပါပဲဒီနေ့မြင်တွေ့ရမယ့်အဖြစ်အပျက်ကတော့စိုးသွမ်းလုံးတဲ့ညီငယ်လေးနဲ့အမြဲတီးခံပေးခဲ့တဲ့အကိုကြီးတို့ရဲ့ဇလန်းမှာအေးဆေးတည်ငြိမ်တဲ့အကိုကြီးမိုးဆက်နဲ့ဒေါသကြီးပြီးနေရတကာအနိုင်ကျင့်ခြင်းနဲ့ညီငယ်လေးတားပိုက်ကောင်လီယိုကအုပ်စုထဲမှာသူ့ရဲ့အင်အားကိုပြချင်တဲ့စိတ်အယံပြင်းထန်ပါတယ်ဒါကြောင့်အကိုဖြစ်သူကိုအမြဲရန်စပြီးစိန်ခေါ်တတ်တယ်မျက်ခင်းစိမ့်ပေါ်မှာလူတွေကြည့်နေတာကိုတောင်ဂရုမစိုက်ပဲနှစ်ကောင်သားလုံးထွေးတက်ပုတ်နေကြတာမကြာခဏမြင်တွေ့ရတယ်ဒါပေမဲ့အကိုဖြစ်တဲ့မိုးဆက်ကတော့ညီငယ်လေးမို့လို့အမြဲတီးခံပြီးအလျှော့ပေးခဲ့ပါတယ်ဒီလိုနဲ့အချိန်တွေကြာလာတာနဲ့အမျှလီယိုရဲ့စိုးသွမ်းမှုတွေကတဖြည်းဖြည်းပိုပြီးကန်းကုန်လာခဲ့တယ်။ဒီနေ့မှာတော့ခြံထဲကစိတ်လေးနဲ့စော့ကစားနေတဲ့ဧည့်သည်တယောက်ကိုပါအကြောင်းမဲ့ဝင်ထိုးလိုက်တယ်။လူတွေမရှိတဲ့အချိန်ဆိုရင်လည်းအိမ်ကခွေးလေးကိုလိုက်ပြီးအနိုင်ကျင့်တတ်သေးတယ်။ပိုင်ရှင်ရောက်လာပြီးတားမြစ်တဲ့အခါမှာလည်းနောက်မဆုတ်တဲ့အပြင်ပိုင်ရှင်ကိုပါရန်မှုပြီးလက်ဝဲဝင်ထိုးတဲ့အထိဒေါသတွေကကြီးမားနေခဲ့တယ်။ဒါပေမဲ့ဒီတစ်ခါတော့အခြေအနေကဒီလောက်နဲ့မရက်သေးဘူးလီယိုဟာအိမ်ထဲအထိဝင်သွားပြီးမိသားစုဝင်မိန်းကလေးတွေကိုပါရန်မှုဖို့ကြိုးစားလာခဲ့တယ်အားလုံးထိတ်လန့်နေကြတဲ့အချိန်မှာပဲအကိုဖြစ်သူမိုးဆက်ရောက်လာခဲ့ပါတယ်ဒီတစ်ခါတော့မိုးဆက်ဟာညီဖြစ်သူရဲ့အမားကိုဆက်ပြီးလစ်လျူမရှုနိုင်တော့ဘူးသူဟာလီယိုကိုအိမ်ပြင်မှာပြင်းပြင်းထန်ထန်ဆုံးမဖို့ဆုံးဖြတ်လိုက်တယ်ကိုသွေးသားကိုနာကျင်စေရမှာမလိုလားပေမဲ့အကိုတယောက်ရဲ့တာဝန်ရမလုံးမဖြစ်လုပ်ခဲ့ရတာပါအိမ်ရှိမှာတော့ညီကိုနှစ်ကောင်ရဲ့ပြင်းထန်တဲ့တိုက်ပွဲတစ်ခုစတင်ဖြစ်ပွားခဲ့တယ်အဆုံးမှာတော့လီယိုဟာအကိုဖြစ်သူကိုမရှင်နိုင်တော့ပဲအရှုံးပေးပြီးနောက်ဆုတ်သွားခဲ့ရတယ်ဒါပေမဲ့သူ့ရဲ့မာနတွေကတော့မကြိုးသေးပါဘူးအဲ့ဒီဒေါသနဲ့ပဲအနားမှာရှိတဲ့ဘဲငန်းအုပ်ကြီးကိုသွားပြီးရန်ဆလိုက်မိတယ်ဒါပေမဲ့ဒီတစ်ခါမှာတော့လီယိုဟာသူ့ထက်ကြမ်းတမ်းတဲ့ပြိုင်ဘက်နဲ့တွေ့ခဲ့ရတယ်ဘဲငန်းတွေကအဆက်မပြတ်ထိုးစိတ်လိုက်တာကြောင့်လီယိုဟာအသေးအတန်ထွက်ပြေးခဲ့ရပါတော့တယ်တခါတလေမှာဘဝဆိုတာကိုအမြဲတီးခံပြီးအလိုလိုက်ပေးတဲ့မိသားစုကိုလွန်ဆန်မိတဲ့အခါပြင်ပလောကရဲ့ရက်ဆက်တဲ့သင်ခန်းစာတွေကစောင့်ကြိုနေတတ်ပါတယ်လီယိုတယောက်လည်းဒီတစ်ချိန်မှာတော့သူ့ဘဝအတွက်မမေ့နိုင်တဲ့သင်ခန်းစာတစ်ခုရသွားခဲ့လောက်ပါပြီ